တန်ရောစဉ်ဆိုတဲ့တရားလေးစကားလုံးလေးလူတိုင်းသုံးကြတန်ရောစဉ်ဆိုတာဘာတော့လို့မေးရင်အနှောင်အဖွဲဒီနေရာဖြင့်ချီနှောင်တတ်တဲ့သဘောဒုက္ခနဲ့ကိုယ်နဲ့ဥနေအောင်မလွတ်မလပ်ဖြစ်နေအောင်ချီထားတာတုတ်ထားတာနှောင်ဖွဲ့ထားတာအဲ့လိုချီနှောင်တတ်တဲ့တရားကိုတန်ရောစဉ်လို့ဒီလိုခေါ်တယ်အဲ့ဒီတန်ရောစဉ်ဟာအလွန်တရာမှခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတန်နဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့တစ်သားနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေဟာတကယ်အနှောင်ဖွဲ့အစ်စ်လို့မဆိုရဘူးတဲ့ကိလေသာတရားတွေလို့ဆိုရတယ်နောက်ပြီးတော့ဦးဇင်းတို့ရှင်းပြမယ်တန်ရောစဉ်10ပါးပေါ့နော်အဲ့ဒီတန်ရောစဉ်ဆိုတဲ့အနှောင်ဖွဲ့ကတော့အလုံးခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုပြီးတော့ဒီအနှောင်ဖွဲ့နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဂါထာလေးနှစ်ပုဒ်ဟောတာရှိတယ်လူတိုင်းစဉ်းစားကြရလဲကောင်းတယ်ဒီဂါထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကယဟန်တော်တွေကိုအကြောင်းပြုပြီးတော့ဟောခဲ့တာခါတစ်ပါးမှာယဟန်တော်ရှင်မြတ်တွေမြို့ထဲကနေရှုံးငံပြန်ပြီးတော့ကြွလာကြတော့မြို့ထဲမှာသူတို့နည်းနည်းထူးခြားတဲ့မြင်ကွင်းတစ်ခုမြင်ခဲ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ရာဇဝတ်သားတွေကိုကောသလမင်းကြီးကအနှောင်အဖွဲ့အမျိုးမျိုးပေးပြီးတော့နှိပ်စက်ညှင်းဆဲတာကိုမြင်ခဲ့ရတယ်အလွန်ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေဆိုလို့ရှိရင်တန်ချီချင်းကြီးတွေခတ်တာတချို့ရာဇဝတ်သားတွေ